စတယ်ရေတခါတလေတိခတ်တင်နန်းတွေတက်ရတာပင်ပန်းနဲ့ခြေထောက်တွေချွေးထွက်နေလို့မခံနိုင်တော့ဘူးကဲစိတ်မပူပါနဲ့ပြဿနာမရှိပဲရေပိုက်ဖက်နှက်တွေကိုချွတ်လိုက်ပါဒါကမင်းကိုနှိမ့်နေပေးလိမ့်မယ်ခရစ္စတယ်ရဲ့ဒါကကောင်းတဲ့အကြံလို့မင်းထင်လားဟုတ်ပါတယ်ညီမရဲ့โอเคဟိုမာမင်းကအတွက်နှိမ့်နေပေးနိုင်မလားလို့မျှော်လင့်ပါတယ်ဟုတ်တယ်မီနာမင်းရဲ့ခြေထောက်တွေကိုနှိမ့်နေပေးမယ်လို့မျှော်လင့်ပါတယ်နှိမ့်နေပေးတာကောင်းတယ်ခရစ်တောက်ကျေးဇူးတင်ပါတယ်